သူခရိုကိုဒိုင်းနဲ့ချတာရှုံးသွားလို့တောင်းပန်လိုက်ပါတယ်ဒါပေမဲ့အခုတော့သူထပ်ပြီးရှုံးမှမဟုတ်လို့ကျန်တဲ့ကိစ္စတွေမင်းတို့ရှင်းလိုက်တော့လို့ပြောရင် Rocket နဲ့တက်သွားခဲ့ပြီခရိုကိုဒိုင်းကလည်းသူ့ကို Luffy ထိအောင်ထိုးနိုင်မှာမဟုတ်ဘူးဆိုတာကိုပြီးလို့လက်တက်ကြီးရက်နေရော Luffy ရဲ့အားရပါရထိုးချက်ကခရိုကိုဒိုင်းရဲ့မျက်နှာနဲ့မိတ်ဆက်သွားပါတယ်ဘယင်ကိုဘရာတောင်ဒီမြောက်ကဘယ်ကကောင်းလဲဆိုတာစဉ်းစားပြီးအံ့ဩနေတော့ Miss Osandi ကလည်းဝင်မပါပဲ Luffy ကသူ့ရဲ့အကွက်တွေ Backsaw နဲ့ခေါင်းကြီးရှင်တိုက်ပြလိုက်ပါတယ်သူကတော့ရာဘာလူသားမှုလို့မနာပြီးနဲ့ခရိုကိုဒိုင်းကမြန်မျက်ဖြူတွေပါတန်ကုန်ပြီးသူတို့နှစ်ယောက်ခန္ဓာရထဲမှာခြာတော့မှာခရိုကိုဒိုင်းရဲ့လက်ကိုပောက်သွားတဲ့ခြေဘူးကနေစို့သွားတဲ့အချိန် Luffy ကစုပ်ကန်လို့ရခဲ့တာကြောင့်အဲအချက်ကိုစဉ်းစားကြည့်ရင်ခရိုကိုဒိုင်းကရေထိတာနဲ့တဲအဖြစ်ပြောင်းလို့မရတော့ဘူးဒါကြောင့်လေဒီတိုင်းပြည်မှာမိုးမရွအောင်ကြိုတင်ကြံစီခဲ့တာမှ Luffy ကတိသွားခဲ့တာဖြစ်ပါတယ်အဲဒါကြောင့်ခရိုကိုဒိုင်းကိုပြေးမို့ဆိုပြီး Luffy ကသူ့နောက်ကျောမှာရေဘူးကြီးတက်လာတာဖြစ်လို့မိချောင်းမှသာလဲစီမစွတ်ပဲရေစွတ်ပြီးအသေးခံလိုက်ရတာဖြစ်ပါတယ်အဲ့မိချောင်းလေးလေသူ့ရဲ့အားနည်းချက်ကို Luffy တီးသွားမယ်ဆိုရင်တော့သူ့လိုပင်လယ်ပြင်ရဲ့စစ်ဘရင်ခုနှစ်ပါးတဲ့ကတအူးက Luffy လိုမချွတ်လေးနဲ့အစ်စ်မတူဘူးလို့ခနဲ့လိုက်ပါပဲ Luffy ကတော့ view site မနေပဲအဲ့ဒါဆိုရင်သူလည်းရှေ့ရောက်မြောက်စစ်ဘရင်လုပ်မယ်လို့ပြန်ပြောလိုက်တော့ကိုဘရာလည်းဒီလောက်တောက်ကြောတင်းတဲ့ကောင်ကဘယ်သူလဲဆိုတာစဉ်းစားနေတော့ Miss Osandi ရပဲသူကပင်လယ်သမားတစ်ယောက်ဖြစ်ပေမဲ့ Vivi ရဲ့အသက်ကိုအချိန်တိုင်းကယ်ခဲ့တဲ့သူဖြစ်တဲ့အကြောင်းပြောပြလိုက်တော့ Vivi စာထဲမှာပါတယ်တငယ်ချင်းတွေဆိုတာကိုသိသွားခဲ့ပါတယ် Luffy ကရေစွပ်ပြီးထပ်တိုက်ဖို့လုပ်ပေမဲ့ Crocodile ရဲ့အစွမ်းကလည်းရေမှန်သမျှဆုပ်ယူနိုင်လို့တတိထားနေရပြီး Crocodile ပြောခဲ့တဲ့အတိုင်း Neso တစ်တီဆိုတာအသုံးပြုပုံပေါ်မူတည်ပြီးအစွမ်းတက်လာနိုင်တဲ့အတွက် Luffy ကသူ့ရဲ့ pistol ကိုဂီတာကျိုးလို့တီးလိုက်တော့တုံခါမှုကြောင့် shotgun လို့ကြည့်ဖို့အများကြီးဖြစ်သွားတယ်ပါတယ်Crocodile ရဲ့ခန္ဓာရဓာတ်သားတွေကိုလည်းမတိအောင်ရှောင်ရင်းနဲ့ Luffy ကသူ့ရဲ့လက်တီးကိုရင်းနေခန်းနဲ့နေရာလဲပြီးပါလိုက်ချိတ်နေတဲ့အပြင် Water Style ရေပုံးကျစုတွေပါထုတ်သုံးနေလို့ Crocodile လည်းအတဲအတန်ခါဝယ်လိုက်ရပါတယ်ရေစီပိုင်းမရှိရင်သူ့ကိုဘာမှတောက်သုံးမကြတဲ့ကောင်ကို Crocodile ပြောတာကိုလည်းမခံပဲစီပိုင်းတွေကရေရီအားလုံးကိုတောက်ပစ်လိုက်တဲ့အပြင်အဲ့ဒါကိုရေလူသား Luffy တို့ကနာမည်ပေးထားတာကြောင့်ဒီကောင်အတိပေါက်ကြီးလှုပ်ပြနေတာကိုမိချောင်းမှသာလေတီးမခံနိုင်တော့ပဲချဖို့လုပ်နေတယ်သူ့ကိုရေနဲ့ထွေးပြီးပြန်တီးနေလို့မြင်ရသူတိုင်းလက်ဖြားခါကောင်ကြပါတယ်ပြီးပြန်တီးနေရကြောင်းဘယင်ကိုဘရာနဲ့ Miss Osandi နဲ့အန်အောနေကြပြီလေရှေးအောင်ကြောက်စာကိုတွားကြည့်ဖို့လည်းရှိသေးတဲ့အတွက်နှစ်ယောက်တည်းရင်ထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ရန်သူဆိုပြီးမြဲ Luffy ကသူ့အသက်ကိုကယ်ခဲ့တဲ့ Miss Osandi ကိုတော့ဘာမှမပြောပဲကြံထားလာတဲ့ Crocodile ကလည်းသူစိတ်မရှိတော့လို့တေချင်တော့ဒီနားပတ်ဝန်းကျင်မှာဆက်နေဖို့ဒီခိုရော်မီလို့ခေါ်ပြီးပြန်ပြောလိုက်ပါတယ်သူတို့ထွက်သွားပြီးရဲ့နောက် Crocodile ကညာဘက်လက်နဲ့မြေသားကိုထိလိုက်တဲ့အချိန်ပတ်ဝန်းကျင်တစ်ခုလုံး6တွေ့အပွဲလာတဲ့အတွက်ပတ်ကြားအထည်မကြအောင်မှာအတော်လေး view site နေရပြီးရေပစ္စတိုနဲ့နှမ်းမုတ်တော့လေ Crocodile ကညာလက်နဲ့ပဲအားလုံးကိုဆုပ်ယူပြလိုက်ပါတယ်သူ့ရဲ့ညာလက်ကအရာအလုံးကိုခဏလေးအတွင်း6ကတ်သွားအောင်လုပ်နိုင်တဲ့အပြင်ကြောက်သားမှမကြံအကုန်လုံးကိုတဲအဖြစ်ပြောင်းနိုင်လို့ Luffy ရဲ့ခဏပါရောပါသွားခဲ့ပြီးညာဘက်လက်နဲ့ထိဆက်နေတဲ့အရာမှန်သမျှရဲ့ရေဓာတ်ကိုဆုပ်ယူနိုင်တဲ့ grounded လို့ခေါ်တဲ့သူ့တိုက်ကွက်ထဲမှာ Luffy လည်းဒုက္ခရောက်ရတော့မှာဖြစ်ပါတယ်တီတီလေးလွတ်သွားရကနေပြန်တက်လာတော့ Crocodile နဲ့မှတက်တက်သွားတိုးပြီးပါတယ်ချက်ချင်းရေပစ္စတိုနဲ့မှုတ်ထုတ်တော့လည်းမထိလိုက်တဲ့အတွက် Luffy ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ရေဓာတ်တွေဆုပ်ယူခံလိုက်ရပြီးတစ်ကိုယ်လုံးပိန်လီ6ကတ်သွားတဲ့ Luffy ကိုကြည့်ရင် Crocodile နဲ့မင်းထက်ရှုံးမြန်ပြီလို့ကြေးရွလိုက်ပါတယ်ပြီးရင်တော့ကော်ရီအုတ်ထုတ် Luffy ကိုနောက်ဆုံးအချိန်ကြီးအဲအတိုင်းခံစားပြီးတေးစီစီလို့ပြစ်ချထားခဲ့လိုက်ပြီးပြန်ကောင်းစွာပဲ Luffy မှုတ်ထုတ်ခဲ့တဲ့ရေလုံးတွေကသူ့ပါဆက်တွေကိုကွက်တိပြန်ကျလာလို့ဒီတစ်ခါလဲတေးကံမရောက်အသက်မပြောက်ပဲထပ်ပြီးပြန်ထလာနိုင်ခဲ့ပါတယ်ဒီကိုဘယ်နှခေါက်တက်အမြဲတမ်းပြန်ရှင်လာပြီးလိုက်နောက်ဆက်နေလို့ Crocodile လည်းစိတ်မရှိတော့ပြီမြင် Luffy ကတော့ Crocodile ခိုးသွားတဲ့အရာကိုပြန်မပေးရသေးဘူးလို့ပြောပြလိုက်ပါတယ်သူတို့ဒီနေရာကိုရောက်တော့ Vivi ရဲ့တိုင်းပြည်ဟာမရှိတော့ပဲအဲဒါကြောင့်လေသူ့တငယ်ချင်းမပြုံးမရွှင်နိုင်ဖြစ်နေလို့ခိုးသွားတဲ့တိုင်းပြည်ကိုပြန်ပေးဖို့ပြောရင်ရှေ့ကိုတိုးလာပြီးမြင် Luffy စီမှာရေမရှိတော့တာကိုတီးရဲ့ Crocodile ကမတိမဲမြင်လုပ်နေတော့ခြေထောက်တစ်ဖက်ကမျက်နှာပေါ်ကျသွားရပါတယ်ရေမရှိရင်သူ့ကိုထိအောင်မထိုးနိုင်ဘူးဆိုပြီးမြင် Luffy ရဲ့တက်ခိုက်ချက်တိုင်းကသူ့ကိုထိနေလို့ Crocodile နဲ့ Luffy ဟာရေအစားခန္ဓာကိုယ်ကထွက်တဲ့သွေးကိုအတုံးချနေတာကိုရိပ်မိသွားပါတယ်အဲဒါကြောင့် Crocodile လည်းပင်လယ်ဓမြပြီးပြီးသူ့ရဲ့ခြေကောက်အခုံကိုချွတ်လိုက်တော့အထက်ကနေအစိတ်တွေတစ်ထောင်းထောင်းထနေတာကိုမြင်ရပြီပင်လယ်ဓမြတိုက်ပွဲဆိုတာဘလို့ညစ်ပတ်တဲ့နီးလည်မဲ့သုံးလုံးအနိုင်ရဖို့ကအဓိကဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်ဒီနေ့ Crocodile ကလည်းစတင်တက်ခိုက်နေကြပြီဖြစ်ပေမဲ့ဘယ်ဘက်အစိတ်ခြေကောက်ရောညာဘက်က6သွေးစီတဲ့လက်ဝါးကိုပါရှောင်နေရလို့ Luffy လည်းစိတ်ရှိတိုင်းတက်ခိုက်လို့မရဘူးဖြစ်နေရပါတယ်ခြေထောက်ကိုအစိတ်ခြေကောက်ကရှက်ထိသွားတဲ့အပြင်ဓာတ်ရိုက်တီမီရဲ့ကြောက်တုံးကြီးဆိုရင်အပူဒဏ်ကြောင့်မျက်နှာပြင်တစ်ခုလုံးပျော်ကျသွားတာကိုမြင်လိုက်ရပါတယ်ဒါပေမဲ့အဲ့လောက်တန်ရကိုခေါင်းနဲ့ထည့်နေမှာမဟုတ်ပဲရတဲ့နေရာကနေရသလိုပြန်စော်နေလို့ဘယင်ကိုဘရာလည်း Crocodile ကအာလာဘတ်တာရဲ့အတော်ဆုံးစစ်တီတွေကိုတော့ခွေးသက်တာရိုက်ထုတ်ခဲ့ပြီးမြင်ဒီကောင်လေးစီမှာတော့လှိမ့်နေအောင်အတီးခံနေရတာကြောင့်အံ့ဩမြင့်သက်သွားပါတယ်Luffy ကအရှင်လက်လက်မြေမြုပ်ခံရတကူလုံး6တွေ့ပြီးဒဏ်ရာဘလက်ဘွားရခဲ့တာတော့မသိခဲ့ပြီဒီအစိတ်ကိုတော့ခံနိုင်မှာမဟုတ်ပဲမကြခင် Luffy ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအစိတ်တွေပြန်သွားတော့မှဖြစ်တဲ့အကြောင်းပြောပြလိုက်ပါတယ်တိုင်းကိုကြုံရင်ကြုံသလိုလိုက်ကြီးနေပြီမြင်အစိတ်ကိုပဲအကုန်းနေတဲ့ Crocodile ကတော့ Luffy ရဲ့ခန္ဓာကိုယ်ထုံကျင်ပြီးလှုပ်လို့မရတော့တဲ့အခြေအနေတွေစောင့်နေရဖြစ်ပါတယ် Luffy ရဲ့အိမ်မက်က One Piece ကိုရှာဖို့ဖြစ်လို့ဒီလိုနေရာမှာအလကားတက်တက်အသိမခံဖို့ Crocodile ကပြောပြီးမြင် Vivi ကတခြားသူတွေကိုကယ်လို့ရအောင်သူ့အသက်ကိုစတေးဖို့အထိလုပ်ခဲ့တာကြောင့် Vivi ကိုအဲ့လိုအဖြစ်မခံနိုင်တဲ့တငယ်ချင်းတယောက်နဲ့ဒီကိစ္စကိုပြစ်မထားနိုင်ဘူးအဲ့ဒီခံစားချက်ကိုလည်း Crocodile လို့ကောက်ပြီးကနားလည်မှာမဟုတ်ဘူးလို့ Luffy ကပြန်ပြောလိုက်ပါတယ်အစိမ့်မိထားလို့မလှုပ်ရှားနိုင်ဖြစ်နေတဲ့ Luffy ကပြန်ထလာပြီးသူ့လိုပင်လယ်သမားဘရင်ဖြစ်လာမဲ့သူကို Crocodile အနိုင်ယူလို့မရတဲ့အကြောင်းပြောပြလိုက်ပါတယ်Crocodile ကတော့အချိန်မြင့်မချိရဲ့အဲ့တောက်ယူစကားကိုမပြောဘူးနဲ့ Luffy လိုမျိုးလေဘဲရှိရဲ့ချက်တိုက်လေးတွေသူ့အများကြီးကြုံမှုတဲ့အကြောင်းပြောရင်အဆုံးသတ်ဖို့ပြေးလာပြီနဲ့ Luffy ကသူ့ရဲ့ချိတ်ကောက်ကို6ထောက်နဲ့နေပြီးချိုးပစ်လိုက်ပါတယ်
ပြီးရင်တော့ rubber pistol ကိုအနီးကပ်ကြီးပိုက်ထဲပစ်သွင်းပေးလိုက်ပြီး rubber ဖနှောင်းနဲ့ rubber တူပါထပ်ပေါင်းပေးလိုက်တဲ့အချိန်ပက်ဆက်ကြီးအတီးခံနေရတာကြောင့်တဲကောင်နဲ့အမြဲရှောင်နေလို့မရတော့ဘဲနဲ့သူ့ဘဝထဲမှာအဲ့ဒီ Monkey D. Luffy ဆိုတဲ့နာမည်ကိုကြားလိုက်ရတဲ့အချိန်ကနေစလို့ကန်ဆိုးမှုတွေပဲဖြစ်စေခဲ့တဲ့ကောင်ကိုသူ့လက်နဲ့အပြတ်ရှင်းမှုဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့နတ်ဆိုးတတိရဲ့အစွမ်းကိုအားကိုးလုံးနဲ့ခွက်ကိုတိုင်းကလက်တီချင်းရှင်းမယ်ဆိုရင်တော့သူ့မှာလက်တစ်ဖက်ပဲပါလို့အရာရာကိုမျက်ခွက်ထိုးပြီးဖြည့်ရှင်းလာတဲ့ Luffy တော့အားမကောင်းနိုင်ဘူးသူ့ရဲ့အဖြတ်စွမ်းအားကြီးလာပါတယ်ဆိုတဲ့တိုက်ပွဲတွေကိုတော့ Luffy ကကြုံသလိုခုခံပြနေတာဖြစ်ပါတယ်လူဖီကဖောင်းကားနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ဒိမ်ပြီးမှုတ်ထုတ်လိုက်တော့တွန်းကန်အားနဲ့အပေါ်ကိုရောက်သွားတော့ဂေါမူနိုစတောင်းမုံတိုင်းလက်တီနဲ့ခရက်ကိုတိုင်းရဲ့တဲသားတွေကိုဖျက်ဆီးပစ်လိုက်တဲ့အပြင်ကက်တလင်ကန်ရာဘာဆက်တနက်နဲ့အာရပါရပင်ထိုးချက်တွေကြောင့်အာရူဘာနာတစ်မျိုးလုံးတော့တိမ့်တိမ့်တုံသွားခဲ့ပါတယ်မယမနာလူဖီရဲ့ထိုးချက်တွေကြောင့်ခရက်ကိုတိုင်းကမြေရောက်ထဲကနေကြောက်သားအင်္ဂလိပ်အထူကြီးကိုပါပေါက်ပြီးအပေါ်ကိုလွှတ်ထွက်သွားတော့အကုန်လုံးနဲ့ဒီတိုင်းပြီးကိုဒုက္ခပေးနေတဲ့မကောင်းဆိုးဝါးကြီးလူဖီလက်ချက်နဲ့ကိစ္စတုံးသွားပြီဆိုတာကိုသိလိုက်ကြပါတယ်